လင်ရတဆင့်ကူးစက်တတ်တဲ့ယောဂဆိုတာကတော့လိင်ဆက်ဆံကနေတဆင့်ကူးစက်တတ်တဲ့ယောဂကိုခေါ်တာပဲဖြစ်ပါတယ်ဒီယောဂမှာတွေ့ရတဲ့လက္ခဏာအများကြီးရှိပေမဲ့တော့အဓိကတွေ့ရတဲ့လက္ခဏာတွေကတော့ပါးစပ်နဲ့ရှာမှာအနာရီပေါက်တာလိင်အင်္ဂါနဲ့စအိုနာတစ်ဝိုက်မှာအနာရီပေါက်တာရေုံတွေပေါက်တာနောက်တစ်ခုကကြတော့ပုံမှန်မဟုတ်တဲ့ကြိတ်ချွဲအရည်တွေဆင်းတာမျိုးကတော့အဓိကတွေ့ရများပါတယ်ဒါအပြင်ပေါ့နော်စီးသွားဝမ်းသားတိုင်းမှာနာကျင်တာမျိုးအတူနေပြီးတိုင်းမှာဘိုင်းအောင်တာမျိုးနဲ့အဖျားတက်တာတွေလည်းဖြစ်တတ်ပါသေးတယ်လိင်ကနေတဆင့်ကူးစက်တတ်တဲ့ယောဂတွေကအများကြီးရှိပါတယ်ဒီထဲမှာအဖြစ်များတဲ့ယောဂတွေကတော့ခုခံအားကျဆင်းမှုကူးစက်ယောဂဖြစ်တဲ့ HIV AIDS နောက်တစ်ခုကတော့စီးပူညောင်းကြယောဂဖြစ်တဲ့ဂနုယောဂကာလာသားယောဂဖြစ်တဲ့ syphilis တွေကတော့တွေ့ရများပါတယ်ဒါအပြင်အမျိုးသမီးတွေမှာဆိုလို့ရှိရင်တော့တိမ်ကောင်းကင်ဆာယောဂတွေလည်းတွေ့ရနိုင်ပါတယ်အမျိုးသမီးရောအမျိုးသားရောလိင်အင်္ဂါကျနှုတ်ယောဂတွေဖြစ်နိုင်တဲ့အပြင်ကိုအသေးအောင်တော်ဝါယောဂတွေလည်းကူးစက်နိုင်ပါသေးတယ်ဒါအပြင်ဘက်တီးရီးယား virus နဲ့မှိုယောဂမျိုးမျိုးကလည်းလိင်ရတဆင့်ကူးစက်တတ်တဲ့ယောဂတွေထဲမှာပါပါသေးတယ်